အာရှအမျိုးသမီးချန်ပီယံလိရဲ့ပြိုင်ပွဲဝင် ISB အသင်းကစီးကိန်းပြိုင်ပွဲအတွက်မြန်မာအသင်းကပြင်ဆင်နေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောသည်ယနေ့မွန်းလွဲပိုင်းမှာစတင်၍အာရှအမျိုးသမီးချန်ပီယံလိ ISB အသင်းနဲ့စီးကိန်းပြိုင်ပွဲဝင်အသင်း၄အသင်းဖြစ်တဲ့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့မြန်မာအယုသား U22 အသင်းအမျိုးသားဖူးဆဲအသင်းနဲ့အမျိုးသမီးဖူးဆဲအသင်းတို့ကိုစခန်းဝင်လေ့ကျင့်မှုတွေတွားရောက်ကြည့်ရှုနေတယ်လို့လည်းသိရပါတယ်။အောင်မြင်မှုအရေးအတွက်တိုက်တွန်းပေးတဲ့စကားတွေလည်းပြောကြားတယ်လို့လည်းသိရပါတယ်။အဖွဲ့ချုပ်ဥက္ကဋ္ဌသည်ရခိုင်အတုတွင်လေ့ကျင့်ပြင်ဆင်နေတဲ့မြန်မာလက်ရေးစဉ်အမျိုးသမီးအသင်းအားဥစွာတွားရောက်တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်။ရခိုင်နှစ်စီးကိန်းတွင်ငွေတစိမ့်စုစုကူးနိုင်ခဲ့သည့်ချွေစမ်းကောင်းတဲ့စ조사အားထုတ်မှုတွေကိုပုံမဆောင်ရွက်နိုင်ရန်အတွက်ရွှေတစိမ့်စုစုကူးနိုင်ခဲ့သည့်အထိစ조사ရန်တိုက်တွန်းမှာကြားခဲ့တယ်လို့လည်းသိရပါတယ်။စီးကိန်းပြိုင်ပွဲဝင်အသင်း၄သင်းအနေဖြင့်စုတစိမ့်သူရရှိမဲ့အလိုက်ထိုက်တန်သည့်စုကြီးနဲ့ခန်းစားကွင်းချီးမြှင့်ပေးမယ်လို့လည်းသိရပါတယ်။ဖူဆဲအားကစားရုံတွင်စီးကိန်းပြိုင်ပွဲအတွက်လေ့ကျင့်ပြင်ဆင်နေတဲ့မြန်မာလက်ရေးစဉ်အမျိုးသားအသင်းနဲ့မြန်မာလက်ရေးစဉ်အမျိုးသမီးအသင်းတို့အားတွားရောက်တွေ့ဆုံပြီးတော့စီးကိန်းပြိုင်ပွဲအတွက်စုတစိမ့်စုများကိုစုခုနိုင်ရန်အတွက်နှီးပြအဖွဲ့ချုပ်ကကစားသမားများအားတဦးချင်းစီတွေ့ဆုံနှုတ်ဆက်ခဲ့တယ်လို့လည်းသိရပါတယ်။လေ့ကျင့်နေတဲ့အထက်မှာလည်း ISB အမျိုးသမီးအသင်းအားတွေ့ဆုံရေးမြန်မာလက်ရေးစဉ်အများစုပါဝင်တဲ့အတွက်စီးကိန်းပြိုင်ပွဲဝင်အကျိုးကောင်းမွန်တဲ့အခွင့်အရေးဖြစ်ကြောင်းကိုအာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲများအဖြစ်ဂျပန်တောင်ကိုရီးယားမြောက်ကိုရီးယားအသင်းများအားရှော့မတွက်ဘူးဇွဲလုံးလအပြည့်နဲ့ရေကုန်ရေခမ်းစ조사ဖို့အတွက်တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။အာရှအဆင့်ကမ္ဘာအဆင့်ကလပ်များကစားသမားများဖြစ်တော်လဲစိတ်ဓာတ်အကောင်းဆုံးနဲ့ရင်ဆိုင်သွားရန်တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာအမျိုးသား U22 အသင်းနဲ့မြန်မာအမျိုးသမီး U19 အသင်းတို့အားဆက်လက်တွေ့ဆုံပြီးစီးကိန်းပြိုင်ပွဲအတွက်အမျိုးသား U22 အသင်းကိုအသင်းအောင်မြင်ရေးအတွက်အထူးစ조사အားထုတ်ရန်စီကံတွေကိုချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။နေထိုင်လေ့ကျင့်ရန်မိမိအားဝေဖန်သုံးသပ်ရန်ပြန်လည်စစ်ဆေးရန်ခွန်အားအဖြစ်အသုံးချဖို့စ조사ရန်တိုက်တွန်းခဲ့တယ်လို့အာရှ U19 ခြေစစ်ပွဲအမီမြန်မာ U19 အသင်းတို့လည်းလက်ရွေးစင်အသင်းကြီးအဆင့်သို့ရောက်ရန် professional ကစားသမားများအဖြစ်သို့တော်၎င်းရောက်ရှိရန်နဲ့အာရှခြေစစ်ပွဲအောင်မြင်ရေးဂရုစိုက်လေ့ကျင့်ရန်အတွက်တိုက်တွန်းခဲ့ပါတယ်လို့လည်းသိရပါတယ်။ဒီနေ့ရရှိတဲ့သတင်းလေးကတော့ဒီလောက်ပါပဲနောက်ထပ်အကစားသတင်းတွေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။